ကဲပြင်းမြုပ်လို့ပြောလိုက်တာနဲ့စားစရာတွေအများကြီးပေါ်တယ်မျိုးဆိုတာတော့သိကြပဲဟောခုတခါဘူးဘူးရဲ့ပြီးဆက်ပြီးမမုံလေးရတော့ဆံပြားခောက်မုံလေးပဲဖြစ်ပါတယ်သူကအရင်တော့ဆံမုံလေးတွေကိုရေးဖြောပြီးတော့ဒီအိုကင်းလေးပေါ့နော်တင်ရတယ်သူကစီနဲ့ကြော်တာမဟုတ်ပဲဖုတ်တဲ့သဘောမျိုးပဲပေါ့နော်ဗာစီထည့်ကြမှာအဲ့ဒါပြီးတော့သူ့ဘောကိုထင်းနေရေးလေးတွေလောင်းပြီးတော့ဖြတ်လိုက်တယ်ထင်းနေရေးကနည်းနည်းခောက်မုံလိုမျိုးပဲပေါ့နော်အရာကတော့သူ့တဲ့နည်းနည်းလေးဆင်းဆင်းလေးအရာတော့ပါတယ်ထင်းနေရေးလေးတွေကလည်းထည့်လို့ဆိုရင်မတရားအချိုပြီးတော့မဟုတ်ဘူးပေါ့ပြီးလို့ရှိရင်သူ့ထဲကိုအုံးသီးလေးတွေဖြူလိုက်တယ်တော်တော်လေးစားပြီးဆိုမှခောက်လိုက်တယ်ပေါ့နော်ဒီလေးကတဝက်ခောက်လိုက်တယ်အန်တီကြီးကလည်းအရင်တော့ကောင်းပါတယ်ဆိုင်လေးရဲ့လေးစားရကတော့လုံငင်ကျော်ခောက်ဆဲကျော်ဆိုင်ရဲ့ဒီနည်းလေးကျော်လိုက်ရှင်အနာလေးမှာလမ်းတောင်လေးမှာရှိတယ်ပေါ့နော်ဒါအထက်ကတော့ဒီလိုလေးပါဒီဆံပြခောက်မုံလေးကတက်ရှက်မှာမြန်မာငွေကျပ်200ရဲဆိုတော့စားရတာလေးတန်နေပေါ့နော်မြန်မာမုံတွေလေးကြိုက်တယ်ဒါပေမဲ့ရှုတာအများကြီးမကြိုက်ဘူးဆိုတဲ့သူတွေဒီမုံလေးစားကြည့်ဖို့ recommend ပေးပါတယ်နော်ဖူဖူရဲ့ဗလော့လေးတွေကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နော်အားလုံးပဲတတား